လေးအမေကိုအခုရှာနေတယ်နော်စမှုပကံမှာ14ရက်နေ့မနေ့ကဖြစ်စဉ်အသေးစိတ်ကိုလာပြောပြပေးမယ်မွေးကိစ္စကလေးကို9နှစ်တန်းရအနောက်ကရေမြောင်းထဲမှာလာပစ်သွားတာဖြစ်တဲ့နေရာကစမှုပကံပန်ဖီကင်ကဲ28လမ်း14ရက်နေ့မနေ့ကအဲ့ဒီတန်းရမှာမြန်မာပြည်သားတွေအများဆုံးနေထိုင်ကြတယ်တန်းရတွေကအခန်းတွေအများကြီးလို့လည်းသိရတယ်တန်းရအောက်ဖက်မှာရေတွေကလည်းအများကြီးတန်းရအနောက်မှာဆိုလည်းမြက်ဖုတ်တွေကလည်းအရှိကြီးအများကြီးနောက်ပြီးတော့ဒီရွှေငွေကောင်လို့ခေါ်တဲ့အကောင်တွေကလည်းလာတယ်ပေါ့နော်ဒီကောင်တွေကတရားအနောက်မှာအများကြီးနေထိုင်ကြတယ်လို့မြန်မာအများစုကပြောပြတယ်လူတွေလာတာတွေ့ရင်ရွှေငွေကောင်တွေကထွက်ပြေးသွားကြတယ်14ရက်နေ့မနေ့ကစတွေ့တဲ့သူကအာအုံးဆိုတဲ့သူအမကြည့်တော့ကရွှေငွေကောင်ပါဆက်ထဲမှာအယုတ်လိုငါးလိုကောင်ကိုကိုက်ချလာတယ်ဟဲ့ဒါပါများချိလာတာလဲတေချာချိလိုက်တော့ကလေးဖြစ်နေတယ်တော့ကရွှေငွေကောင်ကကလေးကိုမစားရသေးဘူးသူ့စိတ်ထဲမှာလဲကလေးကိုကဲခြင်းတဲ့စိတ်ကများနေတော့ဟာငါကဲစေးရေးကိုအမြန်တက်ခေါ်မယ်ဆိုပြီးတော့အချိုးချောင်းသိရအောင်လို့ဒီရွှေငွေကောင်ကလေးကိုချီနေတဲ့ပုံကိုပုံရိုက်တယ်ကဲစေးရေးကိုသူအမြန်တက်ခေါ်တယ်ခဏလေးပဲရှိသေးတယ်နော်လူတွေရောက်လာတဲ့အချိန်မှာကလေးရဲ့တပိုင်းကမရှိတော့ဘူးအဲ့ဒီကောင်ကစားလိုက်တယ်မကြဘူးတရားပိုင်ရှင်လည်းရောက်လာတယ်ဒီမှာကမြန်မာပြည်သားတွေအများဆုံးငားနေထိုင်ကြတယ်တရားဝင်လည်းနေထိုင်ကြတာဖြစ်တယ်သူလည်းတရားကိုမကြာခဏရောက်လို့ရှိတယ်မကြာသေးခင်ကဒီတရားမှာအခန်းတွေကလည်းအများကြီးပဲနော်သူတွေ့ရတာဘိုက်ကြီးတဲ့တွေအများကြီးတွေ့ရတယ်ပေါ့တိတ်မကြဘူးဘိုက်ကြီးတဲ့တွေလည်းကလေးမွေးတာလည်းတွေ့ရတယ်တရားကဘိုက်ကြီးတဲ့တော်တော်များများကလေးမွေးသွားကြတော့ကလေးအမေအစ်စ်ကဘာတူလဲဆိုတာကိုလည်းအမှုက14ရက်နေ့မနေ့ကမှလက်ဆက်ဆက်ဆိုတော့ဒီကလေးအမေကိုပေါ့နော်အားချင်းရှာနေတယ်ကလေးလေးကိုစားတဲ့ရွှေငွေကောင်ရဲ့အလေးချိန်ကကီလို90ရှိတယ်လူတယောက်နီးနီးပဲနော်ဈေးတွေရွှေငွေအကောင်ကိုစားနေတဲ့အစိတ်ပိုင်းတွေလွတ်ချအောင်လို့တချောက်တယ်လွတ်ချလိုက်တော့တချို့ကမရှိတော့ဘူးကွာဘာတွေ့ရတယ်လဲဆိုရင်ကလေးခေါင်းပြီးတော့ပခုံးအစိတ်ပိုင်းနဲ့နောက်ကိုရင်းအစိတ်ပိုင်းအချို့ကိုအဲ့ဒါပဲရတော့တယ်ပေါ့ရှင်ကောင်ကြီးစိတ်ထဲမှာစားစရာလို့ထင်နေတာစေးစစ်ချက်အရာကလေးကိုဒီမှာလာပစ်သွားတာ2ရက်ကနေ3ရက်ရှိပြီဖြစ်ချင်းတော့အနံ့ကမတိရသေးဘူး2ရက်3ရက်နေတော့အပုံနဲ့နေကထွက်လာတယ်ဒီတော့ရွှေငွေကောင်ကြီးကထွက်လာပြီးတော့စားလိုက်တာစားတွေ့တဲ့ကောင်လေးတက်ခေါ်တဲ့ခဏလေးမှာနော်သူစားလိုက်တာခြေလက်တွေလည်းမရှိတော့ဘူးကိုရီးအင်္ဂါအစိပ်ပိုင်းတချို့လည်းမရှိတော့ဘူးအောက်ပိုင်းလည်းမရှိတော့ဘူးဒီတော့ကလေးလေးကယောက်ျားလေးလားမိန်းကလေးလားဆိုတာလည်းမသိရတော့ဘူးစေးသူတွေကကြံတဲ့အစိပ်ပိုင်းကိုယူကြည့်လိုက်တော့ကလေးလေးကမွေးစားတဲ့ကခြေလက်အင်္ဂါတွေပြည့်စုံတယ်ဒီတော့ကလေးအမေကကလေးကိုမွေးပြီးတော့လာပစ်သွားတာလားဒါမှမဟုတ်ကလေးအသက်မရှိတော့မှလာပစ်သွားတာလားတရားကလည်းအခန်းပေါင်းများစွာရှိတော့တရက်ခန့်ကိုအားချင်းရှာနေတယ်တရားကသူတွေရဲ့လက်ချက်လားဒါမှမဟုတ်အပြင်ကသူတွေကဒီမှာလာပစ်သွားခဲ့တာလားကလေးအမေကဘာတူလဲနောက်တစ်ချက်ကအဲ့ဒီငားနေတန်းရအောက်မှာကရေတွေရှိတယ်အနောက်မှာလည်းရေတွေရှိတယ်ပြီးတော့မျက်ဖုတ်တွေကလည်းအများကြီးပေါ့နော်တွေ့ရတဲ့လောက်ကတရားကလူတွေကထမင်းဟင်းချက်ပြုတ်တဲ့အခါမှာအမိုက်တွေကိုအောက်ဘက်ကိုပစ်ချကြတယ်ဒီတော့အပုတ်လွယ်တဲ့အမိုက်တွေအနက်ရတော့ဒီအကောင်ကြီးတွေကလည်းအနောက်မှာအစတွေကရှိနေကြတယ်တဖြည်းဖြည်းနဲ့အကောင်ကြီးလာတော့ဒီအမိုက်တွေပုတ်တဲ့ဟာတွေကိုလည်းလာထွက်စားကြတယ်လေးလေးကိုစားစရာအနေနဲ့ဒီအကောင်ကြီးတွေကစားချလိုက်တာစေးရည်တွေကလည်းလက်လန်းမိတလောက်လိုက်မိကြတယ်ဘိုက်ကြီးသူတွေကအဲ့ဒီမှာ10ယောက်လောက်ရှိတယ်ဒီထက်ပိုချင်လဲပိုမယ်နားမှာတွေ့ရတဲ့သူတွေကိုလက်လန်းမိတလောက်မေးရတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ကဖြေတာချင်းကလည်းမတူညီကြဘူးကဲအဲ့တန်ရကနေတဲ့သူရဲ့လက်ချက်အမှန်ဆိုရင်အနားမှာရှိနေတဲ့သူကလည်းတရခါရဲ့အခါနားမှာလည်းရှိမဲ့အဝေးကြီးကနေလာကြည့်တဲ့သူတွေလည်းရှိမဲ့အဝေးကြီးကသူကလည်းအနားမှာနေတဲ့သူလောက်တိချမသိရဘူးလေတချို့တရခါအစစ်မှအနားမှာနေတဲ့သူတွေကလည်းလာမကြည့်မိတာလည်းရှိတယ်ဒီဖြစ်စဉ်ကိုလည်းသိနေမယ်ပေါ့ရှင်တယောက်နဲ့တယောက်ဖြေတာချင်းကလည်းမတူညီကြဘူးအကျိုးအကြောင်းကိုအများကြီးသိနေတဲ့သူကလည်းလာမကြည့်မိတော့မမေးမိကြဘူးအဲ့မှာစကားလေးတွေကအနှဲငယ်တော့လွဲနေတယ်ပေါ့ရှင်လူလဲဆိုတာအတိအကျသိရင်ချက်ချင်းအကြောင်းကြားပါလို့မှားထားပါတယ်ရှင်